ယနေ့ရဲ့ထိပ်တန်းသတင်းများနဲ့အတူကျွန်တော်တို့ရဲ့သတင်းစီစဉ်ကိုစတင်လိုက်ပါတယ်။အင်ဖြူတော်ကနေအခုလေးတင်ထွက်ပေါ်လာတဲ့သတင်းတွေအရအီရန်နိုင်ငံပေါ်ဆောင်ရွက်နေတဲ့ Operation Epic Fury စစ်ဆင်ရေးဟာအရှိန်ဟုန်နဲ့ဆက်လက်ဖြစ်ပွားနေကြောင်းသိရပါတယ်။အင်ဖြူတော်ဒုတိယသတင်းပြန်ကြားရေးအတွင်းရေးမှူးအန်နာဂယ်လီကတော့လက်ရှိအချိန်မှာအီရန်ရဲ့ရေတပ်စွမ်းရည်နဲ့ ballistic ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံတွေဟာအကြီးအကျယ်ပျက်စီးသွားပြီဖြစ်တယ်လို့စစ်ရေးရလည်းအားနည်းသွားပြီလို့အတည်ပြုပြောကြားခဲ့ပါတယ်။အထူးသဖြင့် Operation Epic Fury လို့ခေါ်တဲ့စီးပွားရေးပိတ်ဆို့မှုတွေကြောင့်အီရန်နိုင်ငံဟာတရက်ကိုအမေရိကန်ဒေါ်လာဘီလီယံပေါင်း900ခန့်ဆုံးရှုံးနေရပြီးသူတို့ရဲ့အဓိကစီးပွားရေးဖြစ်တဲ့ရေနံတင်ပို့မှုဟာလုံးဝရပ်တန့်လိုနီးပါးဖြစ်နေပါတယ်။အခုလိုစစ်ရေးနဲ့စီးပွားရေးရအကျက်ရိုက်နေတဲ့အခြေအနေမှာအီရန်ဘက်ကတုံ့ပြန်လာမဲ့ကမ်းလှမ်းချက်တွေကိုသမ္မတချန်ကတော့လုံးဝကျေနပ်ခြင်းမရှိပဲဒါဟာအသုံးမဝင်တဲ့အဆိုပြုချက်တွေသာဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။တစ်ဖက်မှာလည်းကမ္ဘာရေနံဈေးနှုန်းတွေဟာတစီကို$100ဝန်းကျင်ထိမြင့်တက်နေပေမဲ့သမ္မတချန်ကတော့အီရန်နိုင်ငံရဲ့ချင်းချောက်မှုတွေအပြီးတိုင်ပျောက်ကွယ်သွားတာနဲ့တပြိုင်နက်ရေနံဈေးနှုန်းတွေဟာကြောက်ခဲတခဲရေရဲကျသွားသလိုမျိုးတိတိတသာထိုးဆင်းသွားလိမ့်မယ်လို့အာမခံပြောကြားခဲ့ပါတယ်။အကယ်၍အီရန်ဘက်ကနျူကလ িয়ার ချင်းချောက်မှုတွေကိုအဆုံးသတ်ဖို့သဘောတူညီချက်မရရှိခဲ့ဘူးဆိုရင်တော့အမေရိကန်အနေနဲ့ Project Freedom လို့ခေါ်တဲ့စစ်ရေးစီစဉ်ကိုပုံမပြင်းထန်တဲ့ပုံစံနဲ့ပြန်လည်တက်သွင်းဖို့အသင့်ရှိနေကြောင်းသိရပါတယ်။နိုင်ငံတကာရေးရာသတင်းတွေရဲ့နောက်ထပ်အရေးကြီးတဲ့အပိုင်းကတော့အမေရိကန်နဲ့တရုတ်နိုင်ငံတို့အကြားကထူးခြားတဲ့တန်တမာရေးရာလှုပ်ရှားမှုပဲဖြစ်ပါတယ်။ဒီဘက်အတွင်းမှာသမ္မတချန်ဟာတရုတ်နိုင်ငံကိုတွားရောက်ပြီးသမ္မတရှီကျင့်ဖျင်နဲ့လူကိုယ်တိုင်တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။ဒီခီးစဉ်ဟာရိုးရိုးခီးစဉ်တစ်ခုမဟုတ်ပဲကမ္ဘာစီးပွားရေးအခြေအနေကိုပြောင်းလဲစေနိုင်တဲ့အရေးပါတဲ့ခီးစဉ်တစ်ခုဖြစ်လာနိုင်တယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်နေကြပါတယ်။ထူးခြားချက်အနေနဲ့ဒီခီးစဉ်မှာသမ္မတနဲ့အတူအမေရိကန်ရဲ့ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ကြီးတွေလည်းလိုက်ပါသွားမှာဖြစ်ပါတယ်။အဲ့ဒီအထဲမှာအားလုံးသိကြတဲ့အပဲကုမ္ပဏီရဲ့ CEO ဖြစ်သူတင်ဂုတ်နဲ့အခြားနာမည်ကြီးလုပ်ငန်းရှင်တွေပါဝင်နေပါတယ်။အင်ဖြူတော်ရဲ့ထုတ်ပြန်ချက်အရဒီခီးစဉ်ဟာအဆောင်အယောင်သဘောမျိုးသွားရောက်တာမဟုတ်ပဲလက်တွေ့ကျတဲ့စီးပွားရေးသဘောတူညီချက်တွေရရှိဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။အဓိကဆွေးနွေးမဲ့ကဏ္ဍတွေရဲ့မှာလေကြောင်းနဲ့အာကာသနည်းပညာစွမ်းအင်ကဏ္ဍနဲ့စိုက်ပျိုးရေးထွက်ကုန်သွယ်မှုတွေပါဝင်ပါတယ်။အတိတ်ကသမ္မတတွေဟာအမေရိကန်ရဲ့အလုပ်ကိုင်တွေကိုပြည်ပကိုပို့ခဲ့ကြပြီးမြဲအခုအစိုးရကတော့အမေရိကန်ဖက်ဆိုတဲ့မူဝါဒတိုင်းအမေရိကန်အလုပ်သမားတွေရဲ့အကျိုးစီးပွားကိုရှေ့တန်းတင်ပြီးကုန်သွယ်မှုကန့်သတ်ချက်တွေကိုပြန်လည်ညှိနှိုင်းသွားမှာဖြစ်ပါတယ်။ဒီခီးစဉ်ကနေတဆင့်နှစ်နိုင်ငံကြားပုံမများတဲ့စီးပွားရေးပတ်ဝန်းကျင်တစ်ခုဖန်တီးနိုင်ဖို့နဲ့အမေရိကန်ပြည်တွင်းစီးပွားရေးကိုပြန်လည်မြင့်တင်နိုင်ဖို့မျှော်လင့်ထားကြပါတယ်။အမေရိကန်သမ္မတချန်ဟာတောင်အမေရိကနိုင်ငံတစ်ခုဖြစ်တဲ့ဗင်နီဇွဲလားနိုင်ငံကိုအမေရိကန်ပြည်ထောင်စုရဲ့50ခုမြောက်ပြည်နယ်အဖြစ်သတ်မှတ်နိုင်ဖို့အတွက်လုပ်ငန်းစဉ်တွေစတင်ခြင်းတယ်လို့ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဒါဟာအချို့ချာအာဏာပိုင်နိုင်ငံတနိုင်ငံကိုအမေရိကန်ပြည်ထောင်စုထဲပါဝင်လာဖို့ဖိတ်ခေါ်တဲ့တမိုင်းတစ်လျှောက်ပထမဆုံးသောအခြေအနေလေးဖြစ်လာနိုင်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးအင်ဖြူတော်ဘက်ကတရားဝင်အသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးပေမဲ့လက်ရှိဗင်နီဇွဲလားအစိုးရနဲ့အမေရိကန်တို့အကြားပူးပေါင်းဆောင်ရွက်မှုတွေဟာအလွန်ကောင်းမွန်တဲ့အနေအထားမှာရှိနေတယ်လို့ဆိုပါတယ်။အထူးသဖြင့်ဗင်နီဇွဲလားရဲ့လက်ရှိခေါင်းဆောင်ပိုင်းနဲ့အမေရိကန်အစိုးရတို့ဟာနှစ်နိုင်ငံလုံးရဲ့စီးပွားရေးနဲ့ပြည်သူတွေရဲ့လူနေမှုဘဝတိုးတက်လာစေဖို့အတွက်အနီးကပ်လက်တွဲလှုပ်ဆောင်နေကြတာဖြစ်ပါတယ်။သမ္မတချန်ဟာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုအမြဲတမ်းပြောင်းလဲဖြစ်ခြင်းနဲ့ခေါင်းဆောင်တဦးဖြစ်တာကြောင့်ဒီလိုကြီးမားတဲ့ဆုံးဖြတ်ချက်မျိုးကိုစဉ်းစားနေတာဖြစ်နိုင်ပါတယ်။ဗင်နီဇွဲလားနိုင်ငံကိုအမေရိကန်ရဲ့ပြည်내တစ်ခုအဖြစ်ပေါင်းစည်းနိုင်ခဲ့ရင်နှစ်နိုင်ငံလုံးအတွက်စီးပွားရေးရာရောဒေသတွင်းတည်ငြိမ်ရေးရပါအကျိုးကျေးဇူးတွေအများကြီးရရှိနိုင်မယ်လို့ခန့်မှန်းရပါတယ်။ဒါပေမဲ့ဒီလုပ်ငန်းစဉ်ကဘယ်လိုပုံစံနဲ့ဆက်သွားမလဲလက်တွေ့မှာရောဘယ်လောက်ထိဖြစ်နိုင်ချေရှိမလဲဆိုတာကတော့တကမ္ဘာလုံးကစိတ်ဝင်စားစောင့်ကြည့်ရမယ့်ကိစ္စရပ်တစ်ခုဖြစ်လာနေပါတယ်။အမေရိကန်ပြည်တွင်းကစားသုံးသူတွေနဲ့တောင်သူလယ်သမားတွေအတွက်အရေးကြီးတဲ့စီးပွားရေးသတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိမှာအမေရိကန်အစိုးရဟာမြင့်တက်နေတဲ့ကုန်ဈေးနှုန်းတွေကိုထိန်းချုပ်ဖို့ကြိုးပမ်းနေပြီးအထူးသဖြင့်အခြေခံစားသောက်ကုန်ဖြစ်တဲ့အမဲသားဈေးနှုန်းတွေလျော့ကျသွားစေဖို့အတွက်သမ္မတကအထူးမင်းတရက်ထုတ်ပြန်ဖို့ပြင်ဆင်နေပါတယ်။ဒီစီစဉ်အရပြည်ပကနေအမဲသားတင်သွင်းမှုကိုပုံမတိုးမြင့်သွားမှာဖြစ်တယ်လို့တင်သွင်းမှုအပေါ်ကောက်ခံတဲ့အခွန်အခတွေကိုလည်းပြန်လည်သုံးသပ်ပြီးလျှော့ချပေးသွားမှာဖြစ်ပါတယ်။သမ္မတအနေနဲ့သူ့ကိုအခိုင်အမာထောက်ခံခဲ့ကြတဲ့ပြည်တွင်းကတောင်သူလယ်သမားတွေရဲ့အကျိုးစီးပွားကိုကာကွယ်ပေးရင်းနဲ့ပဲတစ်ဖက်မှာလည်းအိမ်ထောင်စုတိုင်းကြုံတွေ့နေရတဲ့ကုန်ဈေးနှုန်းကြီးမြင့်မှုတန်ကိုတက်တာအောင်လှုံ့ဆော်ပေးသွားမှာပါ။အင်ဖြူတော်ရဲ့အဆိုအရဒါဟာအရင်ဆိုရလက်ထက်ကဖြစ်ပေါ်ခဲ့တဲ့ငွေကြေးဖောင်းပေါ်မှုအမွေဆိုးတွေကိုအဆုံးသတ်ပစ်ဖို့အတွက်လှုံ့ဆော်တဲ့အဆင့်တစ်ခုဖြစ်ပြီးပြည်သူတွေရဲ့လက်ထဲမှာငွေပိုထွက်လာအောင်ဖန်တီးပေးမဲ့မူဝါဒလည်းဖြစ်ပါတယ်။သတင်းစီစဉ်ကိုအဆုံးမသက်ခင်မှာအင်ဖြူတော်ပြောရေးဆိုခွင့်ရှိသူကာရိုလိုင်းလက်ပစ်နဲ့ပတ်သက်တဲ့သတင်းကောင်းလေးတစ်ခုကိုလည်းမျှဝေပေးခြင်းပါတယ်။သူမဟာမကြသေးခင်ကမှရင်သွေးငယ်လေးကိုမွေးဖွားခဲ့ပြီးလက်ရှိမှာတော့မိသားစုနဲ့အတူအချိန်ပေးအနားယူနေပါတယ်။အင်ဖြူတော်လုပ်ဖော်ကိုင်ဖက်တွေကတော့သူမအမြန်ဆုံးပြန်လာနိုင်ဖို့မျှော်လင့်နေကြသလိုသူမရဲ့မိသားစုတလေးအတွက်လည်းဝမ်းမြောက်ကြောင်းဆုမွန်ကောင်းတောင်းပေးထားကြပါတယ်။ယနေ့အတွက်တင်ဆက်ပေးခဲ့တဲ့သတင်းတွေကတော့ဒီလောက်ပါပဲ။ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးခဲ့ကြပါဦး။ကြည့်ရှုပေးခဲ့ကြတဲ့မိဘပြည်သူပေါင်းကိုကျေးဇူးတင်ရှိပါတယ်။